Leaders Channel ရုပ်သံလိုင်းနဲ့ပြုံး Play Sport YouTube Channel ကနေကြည့်ရှုနေကြတဲ့အားကစားဝတ္တနာရှင်ပရိသတ်တွေအားလုံးကိုမြန်မာ Women League 2025-2026 ပွဲစဉ်73ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ARD FC အသင်းနဲ့ရန်ကုန် United အသင်းတို့ရဲ့ပွဲစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ပွဲဒီတင်းနေရတော့ဒီနေ့သူတို့အတင်းရဲ့ဘွက်ထက်ကစားသမား17ယောက်ရှင်းမှာတော့ကိုသမားနေရာမှာကျွန်တော်စနစ်ဤဆန္ဒဆိုဂျာတော့ကစားသမားအနေနဲ့ကတော့ကြောင်ကျော်စံကတောင်းယူကန်ကျော်သွားမှာဖြစ်ပါတယ်ရန်ကုန် United အသင်းအနေနဲ့ကတော့သူတို့ရဲ့ပွဲထွက်ကစားသမား17ယောက်နေရာမှာတော့ဂိုးသမားအနေနဲ့ကတော့ကျွန်တော်စနစ်ဖိဖိကပွဲ3မှတ်နဲ့အမှတ်ပေးစရာရဲ့အစ်စ်3နေရာမှာရပ်တည်နေရလဲဖြစ်ပါတယ်ဒီနေ့တင်းရဲ့ထိတ်တွေ့ဆုံမှုမှာတော့တစ်ဖက်တကိုးစီနဲ့တေချခဲ့ပြီးတော့အကျိတ်နဲ့ရှိတဲ့ပွဲကောင်းတွေမြင်တွေ့ခဲ့ရဖြစ်ပါတယ်အခုဆိုရင်တော့ပွဲကတော့အစတင်လိုက်ပြီဖြစ်ပါတယ်စီတာရှင်းနောက်လည်းပြန်တွဲရတယ်ကိုဒုတိယအသင်းတွေဖြစ်ရှိနေရလဲဖြစ်ပါတယ်ဒီစက်တော့ပြန်ရလာတယ်စက်တော့ပဲလက်ကန်လာတယ်လက်ပိတ်ပြီဒီချိန်မှာတော့ယာရီတင်ဥဆောင်ကိုရရှိသွားပြီလည်းဖြစ်ပါတယ်စက်တော့ရဲ့အေရီယာပြင်ပကနေပြီးတော့ဒါရဲ့ကန်တွေအဆုံးသက်ချက်ကိုတော့ဒီမှာဖီမေးကာဝယ်ပြီးပြန်ထွက်လာတဲ့အနေအထားတစ်ခုမှာတော့ဖန်ရရှိသွားဖြစ်ပါတယ်ဇုံရအောင်ရွှေ့ပေးရတယ်ဒီမလီရဲ့အင်အားကြီးရဲ့အတင်းအတင်းရဲ့ထိတ်တိုက်တွေ့ဆုံမှုဖြစ်တာနဲ့အညီတော့ဇာသမားတွေကြားမှာတော့မကြာခဏဆိုသလိုထိတ်တိုက်တွေ့မှုတွေရင်ဆိုင်နေရလည်းဖြစ်ပါတယ်ဒီချိန်မှာလဲယူနိုက်တက်အတင်းပဲလက်ပိတ်တယ်ချိန်မှာတော့ယူနိုက်တက်အတင်းရဲ့တိုက်စစ်ကိုခုခံမှုကြိုးစားရင်းနဲ့ယာရီတင်းရဲ့ကိုသမားအီဆန်နာကျော်တရားရရှိသွားတဲ့အနေအထားကိုမြင်တွေ့နေရလည်းဖြစ်ပါတယ်ဆိုတော့ပြည်တော်မောကနေရရှိလာတဲ့အပေါ်လုံးကိုတော့ဒီအတင်းအတိုက်စစ်ကယိုရီလိုက်ပြည်သူကိုအကျိုးသားတဲ့နေရာမှာတော့အီဆန်နာကျော်နဲ့ရင်ဆိုင်တွေ့ပြီးတော့နာအစမိုးပြပေါ်တော့ဝင်ရောက်ဖို့အနေငယ်လေးကြမ်းတမ်းခဲ့တဲ့နော်ထရက်ဝေကိုတော့ဒီချိန်မှာဝင်တိုင်းကြီးအနေနဲ့အဝါကပ်ပြပြီးတော့သတိပေးထားခဲ့ရဖြစ်ပါတယ်စမိုးပြရာရီတင်ကစားသမားတွေဖိအားပေးလူကကစားထားတဲ့ဂျားကနေပြီးတော့ခြေပါကိုရရှိအောင်ဒီတိတတာဆွဲထားခဲ့ရကြောင်းကွန်တိုင်ကြီးဒီချင်းတွေကိုရောင်လိုက်တဲ့အတင်းကိုပြည်တော်မကန်ခွင့်ပြုတာလည်းဖြစ်ပါတယ်ဒီနေ့မှာရှင်မြန်ကစားနေတဲ့ ARD FC အသင်းနဲ့ရန်ကုန် United အသင်းတို့ရဲ့ပထမအကြော့ဒီမှာတော့နော်ထရက်ဝေကိုရှိကိုကန်တင်မှုစူးစမ်းတဲ့အနေအထားတစ်ခုမှာတော့ရန်ကုန် United အသင်းရဲ့ကစားသမားတွေရန်ကုန် United အသင်းရဲ့အသင်းကောင်းဆောင်ဆွေမောင်တိတတာဝင်ရောက်ပုံကျန်းတန်းခဲ့ရလည်းဖြစ်ပါတယ်ဒီချိန်မှာတော့ဇီတာရှင်းနဲ့နန်းချုံမွေးတို့ဘောလုံးရှင်လူတဲ့အနေအထားတစ်ခုမှာတော့နိုင်ငံအချင်းမမှုဖြစ်ပွားခဲ့ပြီးတော့ ARD အသင်းရဲ့ဇာသမားဇီတာရှင်းတန်ရာရပြီးတော့လဲကျသွားခဲ့ရလည်းဖြစ်ပါတယ်ရဲ့ခန်းစစ်ကနိုင်ဝင်းနောက်ကနေတိတတာကိုတွန်းလာခဲ့ရဖြစ်ပါတယ်ဝယ်ပြီးဆုံးမကလည်း3မိနစ်လောက်သာလိုတော့တဲ့အနေအထားတစ်ခုမှာတော့ဒီချိန်ရရှိလာတဲ့ပြည်တော်မော်အခွင့်အရေးကနေတဆင့်ရန်ကုန်တဲ့အသင်းသူတို့ပြည်တော်မော်တို့လူစားကစားသမားရှုံးလဲနိုင်ကန်နေမှာပဲဖြစ်ပါတယ်ရှုံးလဲနိုင်လိုက်တင်နေမပြီးတာပြီရှုံးလဲနိုင်ရဲ့ကန်နေမှုကတော့နိုင်ငံလေးများပြီးတော့အကုန်လုံးပေါ်အနေနဲ့အဆုံးသက်သွားခဲ့ရလည်းဖြစ်ပါတယ်ဖိအားပေးနိုင်မှာလည်းဖြစ်ပါတယ်လက်ရှိချိန်မှာတော့ ARD အသင်းအနေနဲ့လူစားလဲမှုတစ်ခုကိုပြုလုပ်ခဲ့ရလည်းဖြစ်ပါတယ်ကျွန်တော်မ20ကွန်စီတာရှင်းရဲ့နေရာမှာတော့ခီရာဝင်ရောက်ကစားရလည်းဖြစ်ပါတယ်လက်ကျန်ပွဲကစားချိန်မိနစ်မှာရန်ကုန် United အသင်းချေပါကိုတွန်းသွားဖို့လိုအပ်နေခဲ့ရလည်းဖြစ်ပါတယ်အားကစားဝတ္တနာရှင်ပရိသတ်များရှင်ကိုဆိုရင်တော့ဒီတော့အစီအစဉ်တင်ဆက်နေစဉ်တော့တက်မှာပဲ ARD FC အသင်းနဲ့ရန်ကုန် United အသင်းတို့ရဲ့ပွဲစဉ်ကပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ပွဲပြီးဆုံးချိန်မှာဆိုရင်တော့ ARD FC အသင်းကရန်ကုန် United အသင်းကိုတကူကုန်းမရှိဆိုတဲ့ရလဒ်နဲ့ဥဆောင်ကစားသွားပါတယ်ဆိုတဲ့အကြောင်းတင်ဆက်ရင်းဒီနေ့ပွဲစဉ်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကိုဒီမှာပဲရန်နာခွင့်ပြုပါရှင်